Which one do you think is better? This one or that one? ဒါနဲ့ဟိုဟာဘယ်တစ်ခုကပိုကောင်းတယ်လို့ထင်လဲ Personally, I think the first one looks much better. ကျွန်တော်အမြင်ကတော့ပထမတစ်ခုကပိုကြည့်ကောင်းပါတယ် Have you made up your mind yet? ဆုံးဖြတ်ချက်ချပြီးပြီလား Not yet. I'm still think about it. ချာရသေးဘူးစဉ်းစားနေတော့ Do you agree with this idea? ဒီအကြံကိုသဘောတူလား Yes, absolutely. I think it's a great. ဟုတ်ကဲ့လုံးဝတူပါတယ် What is your opinion on this matter? ဒီကိစ္စအပေါ်မင်းရဲ့သဘောထားဘယ်လိုရှိလဲ I think we need to do more research first. ပထမဆုံးသူတည်တနာလေ့လာမှုကိုပိုလုပ်ဖို့လိုအပ်မယ်လို့ထင်ပါတယ် Are you sure about this? ဒါကိုတေချာလို့လား Yes, I'm 100% sure. ဟုတ်ကဲ့ယာနှုံးပြီးတေချာပါတယ် You look a bit pale. Are you okay? မျက်နှာနည်းနည်းဖြူဖြော့နေတယ်လို့ပဲအဆင်ပြေရလား To be honest, I didn't get enough sleep last night. အမှန်အတိုင်းပြောရရင်မနေ့ညကအေးလုံးဝမဝလို့ပါ Do you exercise regularly? ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်သလား I try to go jogging at least twice a week. တပတ်ကိုအနည်းဆုံး2ချိန်တော့အပြေးသွားလို့ဖို့ကြိုးစားပါတယ် Have you taken your medicine yet? ဆေးတောင်းပြီးပြီလား Yes. I took it right after breakfast. ဟုတ်ကဲ့မနေ့စာစားပြီးချင်းတောက်လိုက်ပါတယ် What should I do to stay healthy? ကျန်းမာဖို့ဘာတွေလုပ်ရမလဲ You should drink plenty of water and eat more vegetables. ရေများများတောက်ပြီးဟင်းသီးဟင်းရွက်ပိုစားပြီးတင်ပါတယ် Where does it hurt? ဘယ်နာကနာလို့လဲ It hurts right here in my lower back. ဒီနာတင်ပါခါအောက်ပိုင်းနာနေတာပါ